စနီကောင်းလေးတစ်ခုရတာတို့အန်ဒီစနီကောင်းလေးတစ်ခုတင်ပေးမယ်နော်အန်ဒီခါနာနေတာခါရိုတမန်တနစ်ကြိုင်တာဆိုဂျက်ပြင်းဖြစ်နေတယ်အဲ့ဒါသူများပြောတဲ့ညီတွေပေါ့အန်ဒီကမျှဝေပေးမှာပေါ့ဘာဖြစ်လို့ဆိုလို့ရှိရင်ဒီခရမ်းကစော့သီးလေးတွေလေဒီမှာတစ်လုံးနှစ်လုံးသုံးလုံးလေးလုံးငါးလုံး6လုံး9လုံး10လုံး9လုံး10လုံး17လုံး17လုံးမထည့်ရတယ်ဟဲ့17လုံးကို तू ကဘာလုပ်မလဲဆိုတော့ဒီလိုမျိုးလေးတပြားရိုက်ဒီလိုပဲဒီလိုကွဲသွားတယ်ဒီဖန်ကိုတောက်မခွက်လေးတွေကိုထည့်ပါနော်ဒီမှာကိုတောက်မခွက်လေးတွေကိုထည့်ဒီမှာဒီလိုတပြားရိုက်ပြီးလို့ရှိရင်တပြားရိုက်ပြီးခရမ်းကစော့ဒီ17လုံးဟဲ့17လုံးဟိုတဲ့ဓာတ်ထည့်ပြီးတော့စားထည့်ဟုတ်ဒီအဲ့ဒါလေးတော့စားထည့်ပြီးလို့ရှိရင်အဖုံးလေးကိုအုပ်ထားဒါတကယ်ကိုတတ်တာတိတိတတ်တာတတ်တာအန်ဒီကခါနာတာဂျက်ပြင်းလေးဆေးတောက်တယ်ခါနာကိုက်စနော်သားတွေတောက်ကွာတောက်တော့မတတ်တာဘူးခါယူဂျက်ပြင်းကြီးလိုဖြစ်ပဲတောက်နောင်ကြီးဖြစ်နေအဲ့ဒီဥစ္စာသူများပြောလိုက်တယ်အန်ဒီကြီးဒီလိုမျိုးလေးလောက်တောက်ကြီးဆိုတော့အန်ဒီကတောက်ကြည့်လိုက်တာပေါ့နော်အဲ့ဒီမှာကိုလုံးအဲ့ကိုလုံးဟာလို့ထည့်လိုက်ဒီမှာခရမ်းကစော့ဒီကိုလုံးကို17လုံးကိုဟာလို့လုပ်ပြီးသွားလို့ရှိရင်ဒီမှာရင်နှွေးအပူလေးကိုဒီလိုမျိုးစိန်ထားလိုက်ရင်နှွေးပူလေးဒီလိုစိန်ထားလိုက်စိန်ထားပြီးသွားလို့ရှိရင်သူကအဖုံးလေးဖုံးတာပေါ့နော်မိနစ်လေးစောင့်ရတာပေါ့စားထဲဖို့ဘူးကိုယူဖို့ဟာဒီမှာစားလေးကိုနည်းနည်းလေးထားလေးနည်းနည်းထည့်လိုက်စားလေးနည်းနည်းထည့်ပြီးလို့ရှိရင်ဒီဥစ္စာလေးကိုဘယ်လိုလုပ်မလဲဆိုတော့ဒီမှာဖုံးလေးနဲ့ဒီလိုလေးဖုံးထားလိုက်ဖုံးထားပြီးလို့ရှိရင်သူရင်သွေးအေးသွားတယ်မှာပေါ့နော်ရင်သွေးအေးသွားတဲ့အချိန်လောက်ကြာရင်အန်ဒီကတော့ဒီဥစ္စာတစ်နေ့တစ်ခွက်3ရက်ဆက်တက်တောက်ရမှာ3ရက်ဆက်တက်ဟဲ့ဟိုခန်းကစောဒီ17လုံးကိုဘယ်နဲ့ဓမြားလေးနဲ့ရိုက်ပြီးတော့ဟဲ့ဖန်ခွက်လေးထည့်ရင်သွေးကိုတဲတာပူလေးကိုထည့်ပြီးတော့လောင်းချအစားလေးနည်းနည်းထည့်ဖုံးပြီးတော့3ရက်တော့တော်တော်သက်သာတာအနိခိုင်းဂျက်ပြင်းကြီးလိုမျိုးဖြစ်နေတာလေခါနာနော်စားလေးတောက်တဲ့ခိုက်ပဲခဏပဲပြောက်တယ်နောက်ပြီးကြတော့ပြန်ဖြစ်ပြန်အောင်မစိုးဘူးဒါတိတိတတ်တာပြောက်တယ်အန်ဒီကလက်တွေ့တောက်ကြည့်တော့သိသွားလို့အဲ့ဒါမျှဝေပေးတာပေါ့တကယ်တော့ခါနာတတ်တဲ့လူတွေဒူးနာတတ်တဲ့လူတွေရှိရင်တောက်လို့ရတယ်နောက်ဒီခရမ်းကစော့သီးရလေတနေ့ကို17လုံးပုံမှန်စားရင်လည်းခန္ဓာကိုယ်မှာရှိတဲ့ဟိုတင်းတွေကိုဗာလဲကင်ဆာတွေဘာတွေပေါ့ဖြစ်နိုင်မယ်ဆိုရင်ကာကွယ်ပေးတယ်အဲ့ဒါဒူးနဲ့တဲ့တယ်အကြအန်ဒီကမျှဝေပေးတာပါအန်ဒီတဲ့သူများညွှန်လိုက်တော့အန်ဒီလောက်ကြည့်တယ်တိတိအခုလည်းအန်ဒီတောက်ဖို့လုပ်နေတာပဲတဲ့3ရက်ပြည့်ပါခါနာတာတတ်တာပါဒီတော့ဒီခါကျဂျက်ပြိုင်ထိုင်ရင်ဘုတ်ခနဲ့ပြစ်ထိုင်လိုက်ထကန်ဒီကိုလေးပဲထုံးထားနဲ့ဖြစ်နေရတာအခုတော့အန်ဒီတတ်တာပါပြီတတ်တာလို့အန်ဒီမျှဝေပေးတာပါခါနာတိုက်ရင်အဲ့ဒါမျိုးလေးလောက်တော့ပါ